ဆိုင်လေးတမင်းကိုတွေ့ခဲ့ဘယ်မျိုးကလည်းမသိသေးပေမဲ့တစ်ချက်ချီယုံနဲ့ရင်ခုန်ခဲ့နောက်ရက်တွေမှာမင်းကိုရှာရင်ဘယ်ကြောင့်တလဲသိချင်ခဲ့ကံကောင်းလို့ပဲထင်ပါနဲ့ရှမ်းကောက်ဆွဲဆိုင်မှာထက်တွေ့ခဲ့မင်းပြောတဲ့စကားလေးတွေရိုးရိုးလေးပဲဖြစ်ပေမဲ့ငါတွေ့တော့နေတိုင်းပြန်ချနေမိတဲ့ဆယ်လနံအချောင်းပိတ်တော့ကိုမျိုးကိုစီပြန်သွားရမယ်ချိန်ရောက်ပြီပြန်ဆုံးချမယ်လို့ဒီ baby မင်းလည်းထွက်သွားခဲ့ပြီမင်းပေးခဲ့တဲ့ပုံနဲ့မကိုချိန်ခေါ်ပြီးမယ်မသိဘူးရှိဘူးဆိုပြီးဖုန်းချသွားတယ်ငါစောင့်နေစေမင်းဖုန်းခေါ်လို့ခေါ်မယ်နေကိုအခုတော့ဒီဦးလင်းကိုပြန်ရောက်တိုင်းမင်းမျက်နှာလေးလည်းမြင်နေတယ်စာအုံးဆိုင်လေးကိုဖြတ်သွားတိုင်းမင်းရှိနေအောင်မလားတွေးမိတယ်ရှမ်းကောင်းဆွဲဆိုင်လေးရဲ့ဘေးမှာမတရားတွေချနေသေးတယ်တို့တွေးစုံချင်းကဆော်လို့နေတာလားငါနောက်ချနေကြလားတခါလေငါတွေးမိတယ်မင်းကလည်းစားချခဲ့တာလားခုဖြစ်ပေမဲ့အခုထိဖြစ်ရသေးဘူးဒီနေ့နေတော့ပြန်ဆုံးမဲ့ချင်းနဲ့ပြေဦးလွင်ရဲ့လမ်းလေးနဲ့လမ်းမှာမင်းကိုပြန်တွေ့ရ